ကျွန်တော်ရဲ့မိတ်ဆွေ9ရက်သားသမီးတွေအားလုံးအတွက်2026ခုနှစ်မတ်လ3လပိုင်းအတွက်ကံကောင်းဆုံးနေ့နံပိုင်ရှင်လေးတွေရဲ့အကြောင်းကိုကျွန်တော်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေတရွေ့တရွေ့နဲ့ပြောင်းလဲလာတာဆိုလို့ရှိရင်2လပိုင်းလဲကုန်တော့မယ်မကြာမီရက်ပိုင်းတွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့3လပိုင်းကိုရောက်ရှိတော့မှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့မတ်လ3လပိုင်းမှာเนาะဘယ်နေ့နံပိုင်ရှင်လေးတွေကเนาะကံကောင်းဆုံးနေရာမှာရောက်ရှိနေတာလဲရက်တည်နေတာလဲ ਨੇ ပြီးသွားလို့ရှင်ဘယ်နေ့နံပိုင်ရှင်လေးတွေကကျွန်တော်တို့မတ်လ3လပိုင်းမှာတတိထားပြီးတော့နေထိုင်တဲ့နေဆိုတဲ့အကြောင်းလေးတွေကိုကျွန်တော်အနေနဲ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမတ်လ3လပိုင်းမှာဆိုလို့ရှိရင်ဒီကံတရားရဲ့မျက်နှာသာပေးခြင်းတွေပြီးသွားရင်ကံကောင်းခြင်းတွေပေါ့နော်ရရှိနိုင်တဲ့နေ့နံ3ခုရှိပါတယ်အဲ့တော့ကံကောင်းဆုံးနေ့နံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့ဒီ3လပိုင်းမှာဆိုလို့ရှိရင်တနင်္ဂနွေသားသမီးနေ့နံပိုင်ရှင်တွေနဲ့တနင်္လာသားသမီးနေ့နံပိုင်ရှင်ပြီးသွားရင်အင်္ဂါသားသမီးနေ့နံပိုင်ရှင်အဲ့ဒီနေ့နံ3ခုကတော့ကျွန်တော်တို့ဒီမတ်လ3လပိုင်းမှာဆိုလို့ရှိရင်ကံတရားရဲ့ပြောရလို့ရှိရင်ဦးစားပေးခြင်းကံကောင်းခြင်းအခွင့်အရေးပေးခြင်းတွေကိုတခြားနေ့နံတွေနဲ့စားလို့ရှိရင်ပိုးပြီးတော့ရရှိနိုင်တဲ့နေ့နံပိုင်ရှင်လေးတွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေတနင်္လာအင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီမတ်လ3လပိုင်းမှာဆိုလို့ရှိရင်ငွေကြေးကံတွေတော်တော်လေးအားကောင်းမယ်ထီပေါက်ကိန်းတွေကြုံတွေ့ရခြင်းရှိတယ်မိမိရဲ့ဒီစိတ်ကူးဆန္ဒရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီးတော့အစအစအရာအောင်မြင်မှုတွေရရှိနိုင်ပါတယ်အဲ့တော့တနင်္ဂနွေတနင်္လာအင်္ဂါနေ့နံ3ခုဒီငွေကြေးကံတော်တော်လေးအားကောင်းမဲ့ဒါနေ့နံ3ခုပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမတ်လဒီ3လပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဗုဒ္ဓဝူရာဟုသားသမီးမိတ်ဆွေတွေနဲ့စနေသားသမီးမိတ်ဆွေတွေနဲ့ကတော့ကျွန်တော်တို့ကံတရားနဲ့ကြည့်မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့ကတော့ဒုတိယကံကောင်းဆုံးနေ့နံပိုင်ရှင်တွေပဲဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဝူရာဟုသားသမီးမိတ်ဆွေတွေနဲ့စနေသားသမီးမိတ်ဆွေတွေကကျွန်တော်တို့ဒီမတ်လ3လပိုင်းမှာဆိုလို့ရှိရင်သူတို့အနေနဲ့ကံနဲ့ပတ်သက်လို့ရှိရင်အကောင်တလဲအစိုးတလဲလေးတွေနဲ့တော့ဒွန်တွဲနိုင်တာမျိုးလေးတွေရှိနိုင်ပေမဲ့လည်းပဲသူတို့အနေနဲ့ကံတရားရဲ့ပြောရလို့ရှိရင်အခွင့်အရေးပေးခြင်းမျက်နှာသာပေးခြင်းခံရတဲ့နေ့နံပိုင်ရှင်ထဲမှာလည်းပဲအဲ့ဒီနေ့နံနှစ်ခုလည်းအပါဝင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓဝူရာဟုစနေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ3လပိုင်းမှာเนาะဖြစ်ချင်တာတွေဒီဖြစ်တင်တာတွေကိုတေချာလေးပိုင်းခြားတတ်ဖို့ပြီးသွားလို့ရှင်ဝေခွဲတတ်ဖို့တော့အရေးကြီးတယ်မိတ်ဆွေတို့အနေနဲ့เนาะဒီ3လပိုင်းမှာဆိုလို့ရှိရင်အဲ့ဒီနေ့နံနှစ်ခုပေါ့နော်ဒီဗုဒ္ဓဝူရာဟုနဲ့စနေသားသမီးမိတ်ဆွေတွေကတော့ဒီသူဟာပေါ့နော်3လပိုင်းမှာဆိုလို့ရှိရင်မေတ္တာရေးရာကံနေနဲ့ပတ်သက်လို့ရှိရင်အဲ့ဒီနေ့နံနှစ်ခုကအားကောင်းနေတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့အိမ်တောင်ရေးနဲ့ပတ်သက်ပြီးတော့ဒီမေတ္တာရေးဆိုတော့အချစ်ရေးတွေနဲ့ပတ်သက်ပြီးတော့အစင်မပြေဖြစ်နေတဲ့နေ့နံပိုင်ရှင်တွေပေါ့နော်ဒီဗုဒ္ဓဝူရာဟုနေ့နံပိုင်ရှင်တွေဆိုရင်ဒီ3လပိုင်းမှာသူတို့ရဲ့အချစ်ရေးမေတ္တာရေးအိမ်တောင်ရေးတွေကပြန်လဲပြီးတော့သင်မြတ်ဖို့ရှိတယ်ပြီးတော့အလောက်ကင်နဲ့ပတ်သက်ပြီးတော့လည်းအခွင့်အလမ်းကောင်းတွေရရှိနိုင်တယ်ပြီးတော့မိမိရဲ့ဒီစိတ်ကူးနဲ့ဆန္ဒတထက်ထဲမချနိုင်ပေမဲ့လည်းပဲဘယ်လိုပြောရမလဲမိမိဒီစိတ်ကူးထားတဲ့ကိစ္စလေးတွေကတော့60%လောက်အဆင်ပြေမှုတွေဒါရရှိနိုင်တယ်နေ့နံပိုင်ရှင်လေးတွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမတ်လမှာဆိုလို့ရှိရင်အစားအစာအရာတတိထားပြီးတော့နေထိုင်ရမယ်နေ့နံနှစ်ခုရှိတယ်အဲ့ဒီနေ့နံတွေကတော့ကြာသာပရိသားသမီးနေ့နံပိုင်ရှင်တွေနဲ့တောင်းကြာသားသမီးနေ့နံပိုင်ရှင်တွေကတော့ကျွန်တော်တို့မတ်လမှာအစားအစာအရာတော်တော်လေးကိုတတိထားပြီးတော့နေထိုင်ရမယ်နေ့နံနှစ်ခုရှိတယ်အဲ့တော့ကျွန်တော်သတိပေးချင်တာကတော့ကြာသာပရိတောက်ကြာသားသမီးမိတ်ဆွေတွေကတော့ကျွန်တော်တို့ဒီမတ်လ3လပိုင်းမှာဆိုလို့ရှိရင်ဘာသာရေးတွေပို့ပြီးတော့လုပ်မယ်အဲ့တော့ကံဘလောက်ပဲညံ့ညံ့เนาะမိတ်ဆွေတို့အနေနဲ့ကအကောင်းတဲ့ကိစ္စလေးတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်ဒီအစိုးညံ့တွေကတဖြည်းဖြည်းနဲ့ဒါရောနေသွားစီမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ကြာသာပရိသားသမီးတောက်ကြာသားသမီးမိတ်ဆွေတွေကတော့ကျွန်တော်တို့ဒီမတ်လမှာဘာသာရေးလေးတွေများများလုပ်မယ်အဋိဌံဝင်တာမျိုးလေးတွေလုပ်မယ်ကုသိုလ်ကောင်းမှုတွေခုနကများများလုပ်ခြင်းအပြင်မိတ်ဆွေတို့ရဲ့ဒီအစိုးညံတွေကဒါတဖြည်းဖြည်းနဲ့ရောနေသွားပြီးတော့ကောင်းတဲ့ဘက်ကိုဒါရောက်ရှိစေမှာပဲဖြစ်ပါတယ်
အဲ့တော့ကြာသာပတိသားသမီးတောက်ကြသားသမီးနေနံပိုင်ရှင်တွေကအလောက်ကင်နေနဲ့ပတ်သက်လို့တောကများမယ်ငွေကြေးကံနေနဲ့ပတ်သက်ရင်ငွေကြေးကံတော်တော်လေးညံ့မယ်ပေါ့နော်အဲ့တော့ဒီကြာသာပတိတောက်ကြသားသမီးတွေအနေနဲ့ကဒီ3လပိုင်းမှာလောင်းကစားဆန်တဲ့လုပ်ငန်းမျိုးတွေကိုဆောင်ရွက်ခြင်းမျိုးတွေကိုဆင်ញင်းပြီးတော့လောက်ကင်တင်တယ်ရှောင်တင်တယ်ပေါ့နော်အဲ့တော့ကြာသာပတိသားသမီးတောက်ကြသားသမီးမိတ်ဆွေတို့အနေနဲ့ကဖြစ်ချင်တာနဲ့ဖြစ်တင်တာကိုဖြစ်တဲ့ကိစ္စတွေကိုပဲရွေးချယ်ပြီးတော့လှုပ်ဆောင်မှသာလျှင်ကျွန်တော်ရဲ့ကြာသာပတိတောက်ကြသားသမီးမိတ်ဆွေတို့အနေနဲ့အစိုးညံ့နေတာရောနေစီမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေ9ရက်သားသမီးတွေအားလုံးအတွက်ကျွန်တော်ဒီ mass လ3လပိုင်းအတွက်ကံကောင်းဆုံးနေနံလေးတွေရဲ့အကြောင်းကိုကျွန်တော်ဒီနေရာမှာပေါ့နော်တခါတည်းပြောချင်တာကမိတ်ဆွေတို့အနေနဲ့ပေါ့နော်ကျွန်တော်နောက်ရက်ဒီမှာလည်းပဲဟောစရန်လေးတွေကိုကျွန်တော်အစဉ်လိုက်တင်းပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့9ရက်သားသမီးမိတ်ဆွေတွေအားလုံးဒီ mass လ3လပိုင်းမှာเนาะတနင်္ဂနွေကနေစစနေဆုံးကျွန်တော်ရဲ့မိတ်ဆွေ9ရက်သားသမီးတွေအားလုံးကိုစိတ်ကြည်သာအေးမြပြီးတော့လှုပ်သမျှကင်သမျှကြံစီသမျှတွေတွေးတောသမျှတွေအကုန်လုံးအောင်မြင်ပြီးတော့မိတ်ဆွေတို့စိတ်ကနေပြီးတော့ကြံစီသမျှတွေးတောသမျှတွေစစရာရာအောင်မြင်မှုတွေရရှိပါစေလို့ကျွန်တော်စူတောင်းမြတ်တာပူတာရင်ကျွန်တော်ရဲ့9ရက်သားသမီးအားလုံးထဲမှာကံကောင်းဆုံးနေနံတွေရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်